ဆိုတော့ဒီလိုလေးပေါ့နော်ဒီကောင်ဆိုလို့ရှိရင်ဒီတက်ဖို့ဒီမှာခါတဲ့တခါတဲ့ထည့်ပေးထားတာဆိုတော့ဒါမျိုးလေးလာမယ်ဒီကအနောက်ဘက်ကိုအထဲကိုပြန်လာမှာโอเคဟောဒီလိုလေးထည့်မယ်ဗျာအထဲကိုလာနော်ဆိုလို့ရှိရင်ဒီမှာဒီလိုလေးတို့ထားလိုက်မယ်ပြန်နှုတ်လိုက်အောင်မယ်တော့အနာစာမရှိအေးဆေးလေးဝင်တာပေါ့ကဲ